မင်္ဂလာပါဗျာဝက်သားအတူလဲဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကြည့်ပါဦးနော်တကယ်ကိုနေပြီးတော့မြင်တော့ဝက်သားအစ်စ်လိုပဲနော်အတူလောက်တာဝက်သားတယ်နော်ဒီထားရမယ်ကျွန်တော်တို့မျိုးတယ်နော်ကြည့်ပါဦးဒါဝက်သားအတူတကယ်ကိုနေပြီးတော့ဒီဝက်သားအစ်စ်နဲ့တူတယ်နော်ဒါကဒီစားသောက်ဆိုင်တွေပါတယ်မှာနေပြီးတော့အထူးကိုတတိထားရမယ်ပါတတိထားရမယ်နော်ကြည့်ပါဦးဝက်သားအတူတယ်နော်ဒါကလည်းကြည့်ပါဦးနော်ဒါအကုန်လုံးဒိုင်အောက် PC တရုတ်ထုတ်တယ်နော်မုံတွေကနေပြီးဒိုင်အောက် PC တွေမုံတွေကိုနေပြီးတော့အကောင်လုံးဆက်မှာထိပြီးတော့ကြိုက်ပြစ်လိုက်တယ်နော်ဒါကိုနေပြီးတော့ဒီဝက်စာတွေကျက်စာတွေပေးသလိုနောက်ပြီးရင်တွေဟိုနွားနိုးတွေပါထိပြီးတာပေါ့ကြည့်ပါဦးကားတွေနဲ့တက်ကြိုက်ပြစ်လိုက်တယ်နော်ဒီမုံတွေကနေပြီးတော့အကောင်လုံးမြန်မာပြည်ကိုပို့တဲ့မုံတွေဖြစ်တယ်နော်ဒါကတရုတ်ပြည်ကလာတဲ့မုံတွေပါတယ်ဆိုရင်တိုက်မစားရှင်မစားကြနဲ့ဗျာကျွန်တော်တို့မြန်မာတွေနော်အထူးသတိထားမယ်နော်ဒီဗီဒီယိုဖိုင်လေးကြည့်များများရှင်းပြကြနော်ကလေးတွေတော့နေပြီးတော့ဥပဲဖြစ်တယ်ဒီမှာကြည့်ပါဦးနော်ဒါနော်စာနော်နိုးလေးထုတ်ပေးတယ်နော်ဒါလည်းဟိုကြောက်စရာကောင်းတယ်စားစရာတွေကနော်ဒဲမြေဩဇာထဲတာတော်တော်လေးကိုနေပြီးတော့ကြည့်ပါဦးနော်ဒိုင်အောက်မုံတွေကိုနေပြီးတော့စစ်ထင်းမှာကောင်းလို့ဒီတိုင်းပလက်စတစ်အိုက်ကလေးတွေပါတဲ့ဟာတကောင်လုံးထည့်ပြီးတော့ကြိုက်ပြစ်လိုက်တယ်ဗျာနော်အဲ့ဒါကိုနေပြီးတော့ဒီမြန်မာပြည်ကိုပို့တဲ့မုံတွေပါတယ်လောက်တာပေါ့နော်တကယ်ကိုဒီမစားရှင်တဲ့အရာတွေကြီးပဲကျွန်တော်နော်ဒါတတိထားမယ်ကြည့်ပါဦးနော်အကောင်လုံးဒီလိုကြိုက်ပြစ်လိုက်တော့မုံဖက်တွေဖြစ်သွားတယ်နော်ကြွကြိုက်တွေပါတယ်အကောင်လုံးပါအဲ့ဒါကိုနေပြီးတော့သူတို့ပေါအောင်မယ်အဲ့ဒါနော်အကောင်လုံးလူရဲ့ဘိုင်းမှာထင်းမှာနေတာမဟုတ်ဘူးအဆင်မှာကြိုက်ပြလိုက်တယ်နော်ဆယ်မုံလိုပဲဖြစ်သွားတယ်အဲ့ဒါကိုနေပြီးတော့လူတွေကစားအောင်ပါနော်ဒါကအတူနဲ့အစစ်တုံနေပြီးတော့ခွေရှာဖို့လိုတယ်ဒါကျက်စာတော့ဝက်စာတော့ပေးတာအချမဟုတ်ဘူးနော်ဒါကလူရဲ့ဘိုက်ထဲမှာထိမယ်ဆိုရင်အလွန်တရာကိုကြောက်စရာကြီးကြည့်ပါဦးနော်ဒီမုံကလေးတွေကိုနော်အကုန်လုံးရှီတောင်းနဲ့နေပြလိုက်ဟောပါအကုန်လုံးလူရဲ့စားမဲ့အစားအစာတွေကနေပြီးတော့အမျိုးမျိုးနေပြီးတော့လောက်ကြတာဒါမကောင်းပါဘူးနော်ဗီဒီယိုဖိုင်လေးကိုဆော့အောင်လေးကြည့်ပါဦးနော်နောက်ပြီးရင်ဒီဖုံပြရတဲ့ဒီမုံနဲ့ပတ်သက်ပြီးရင်ဗီဒီယိုဖိုင်လေးတစ်ပိုင်းထိပေးထားရပြန်နော်ဒီမုံရဲ့စားတော့ကိုနဲ့ပတ်သက်ပြီးဘာဖြစ်သွားလဲတော့နော်လွယ်တရားကိုမစားရှင်တဲ့အရာတွေကတရုတ်ပြည်လာတဲ့မုံစီတော်တော်လေးကိုသတိထားရမယ့်အရာတွေဖြစ်တယ်တစ်ဖက်နိုင်ငံကသွင်းလာတစ်ဖက်နိုင်ငံဆိုတော့ဘယ်နိုင်ငံမှမကောင်းဟိုဘက်ကကောင်းလဲရှေ့ကကောင်းလည်းမကောင်းနောက်ကကောင်းလည်းမကောင်းတကောင်းမှမကောင်းပေချင်းလို့ပေကုန်ပဲအကုန်လုံးမကောင်းတာသူတို့မကောင်းတာမဟုတ်နေလို့ကိုကဘုသူတမရှိလို့ဟုတ်တယ်ရှင်ပြပြတာနော်ကျွန်တော်တို့မြန်မာတွေကနေပြီးတော့ဘုသူတတိုက်မရှိရဘူးနော်မုံတွေတန်တယ်ဈေးတွေရှို့တယ်ဆိုရင်အကောင်လုံးဝယ်ပြီးတော့စားသုံးကြတယ်နော်ဒါကနေပြီးတော့ကျန်မိုင်းနဲ့မညီညွတ်တဲ့အရာတွေဖြစ်တယ်နော်ဒီတရုတ်ကြီးတွေကနေပြီးတော့မြန်မာပြည်ကိုထုံးမဲ့ပစ္စည်းကတည်သန်းနေပြီးတော့သူတို့ခွေထားတယ်ဒီသူတို့တရုတ်ပြည်ကြီးမှာသုံးမဲ့မုံဆွေမုံစီသန်းနေပြီးတော့အဲ့လိုခွေတာနော်ခင်ဗျားတို့ကြည့်အဲ့ဒါဆိုရင်ကားတို့ဆိုင်ကတို့ကြည့်မြန်မာပြည်ပို့မဲ့ကားဆိုင်ကတည်သန်းဆိုင်ကတဲ့အဲ့လိုထုတ်ထားတာသူတို့နိုင်ငံမှာထုတ်ထားတဲ့ဟာကနေပြီးတော့အကောင်စားတယ်အဲ့လိုနော်မုံဆိုလည်းဒီတိုင်းပါပဲရှင်းလားတွင်းလိုက်တဲ့မုံနော်တရုတ်ပြည်ကတွင်းလာတဲ့ကလေးစားစရာမုံအဲ့ဒီကလေးတွေအသက်ကြီးလာတာနဲ့ဟိုမုံဓာတ်တွေဖောက်ပြန်ပြီးတော့မျိုးဆက်ပျက်စီးသွားအောင်ဟိုကတမင်တကာလှုပ်ကြံပြီးထည့်နေအဲ့တော့ made in China ပါတဲ့မုံဘယ်တော့မှမစားနဲ့ဒါပြင် made in Thailand ငေါဆိုတော့သိချင်းစိုးသိမယ်တူတူပဲအဲ့တော့ကိုယ့်အကူမုံပြစ်တဲ့လက်ကောင်းကောင်းနော်ဖုတ်ပြီးတော့မုံစီကြော်စားကြဟုတ်တယ်ရှင်ဖျားပြသလိုနော်ကိုရဲ့ဒေသထွက်မုံကလေးတွေစားသုံးကြနော်ဒီမုံ6တွေပါတယ်ဆိုတာတော်တော်လေးကိုနေပြီးတော့လူတွေရဲ့ကြံမာရေးနဲ့မညွှန်ရတဲ့အရာတွေဖြစ်တဲ့ဥပမာပြမယ်ဆိုရင်အခုစားဆိုရင်အဲ့လိုမုံတွေဈေးတွေမှာရောင်းတဲ့မုံကလေးတွေဆိုရင်လဲဆက်ပေါ့အဲ့ဒါဆိုရင်ဘာမှကြံမာရေးနဲ့ညင်ညွတ်တာပေါ့ဗျဥပမာပြမယ်ဆိုရင်လည်းစီတွေပါတယ်မသိဘူးမသိရှင်းဘူးဆိုရင်တော့ကြံမာရေးနဲ့မညင်ညွတ်ဘူးပေါ့နော်ဒါလေးတခုလေးရှိတာပဲရှင်းလားဘာမှကိတ်ကိုယ့်အကိုထသီးမုံဖုတ်စားအန္တရာယ်ကင်းတယ်ဘာမှအဲ့တော့သူများဆေးဘာမှမပါဘဲနဲ့ကိုယ့်မျိုးကိုစောက်ရှောက်ပါနင်တို့တောင်အော်မြောက်အော်အောက်အော်နေုံနဲ့မပြီးတော့ဘူးအခုကအမြန်ကာကွယ်မှရမယ်ခင်မို့လို့ငါဒဲဖွင့်ပြောနေတာနင်တို့ဟုတ်တယ်အခုကနေပြီးတော့နော်မြန်မာနိုင်ငံကထွက်တဲ့မုံကနေတယ်တရုတ်ပြည်တွေကနေပြီးတော့ဒီတခြားနိုင်ငံတွေကဝင်လာတဲ့မုံတွေကအရင်များတယ်မြန်မာပြည်ကြီးမှာကနေပြီးတော့နော်ထူ
ထူးကိုတတိထားရမယ့်ရတယ်အလျှော်ရည်တို့ဒီစားသောက်ကုန်မုံတို့ဘာတို့ဆိုတာကနေပြီးတော့အကုန်လုံးတတိထားရမယ့်ရတယ်ဖြစ်တယ်နော်ဒီလိုမုံမျိုးတွေကိုစားပြေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အတွက်ကျန်းမာရေးနဲ့တိုက်လေးညီညွတ်တာလည်းမဟုတ်ဘူးဗျာနော်ကြည်ပေါင်းတဲ့ကြွကြွအဲ့တို့ဘာတို့အကောင်လုံးရောပြီးတော့မုံထုတ်လဲဟာတွေမုံတွေဘာတွေထုတ်လုပ်တဲ့ဟာတွေဖြစ်တယ်ဒါတွေကိုစားလိုက်မယ်ဆိုရင်လူတွေကနေပြီးတော့ကျန်းမာရေးနဲ့တိုက်မညီညွတ်ဘူးနော်အဲ့ဒါဆိုရင်ကျွန်တော်တို့မျိုးတွေကြည့်ရှုနေကြတဲ့ကျွန်တော်မျိုးတွေ subscribe လေးပါလေနိုင်တော့ပေးကြပါအောင်လို့